ပြိုင်ဘက်အသင်းကိုမကြောက်ဘဲနဲ့ကို့အသင်းကိုကြောက်နေကြတဲ့ Europa League Final ရောက်2သင်းသို့မဟုတ် Man U နဲ့ Spa ဒီနေ့ကျရဲ့အားကစားပရိသတ်များအားလုံးမြင်လာပါရှင်။လာမယ့်မေလ22ရက်နေ့မနက်တနာရီခွဲမှာတော့ Europa League ဖလားဗိုလ်လုပွဲအဖြစ် Spa အသင်းနဲ့ Man U အသင်းတို့ဟာရှင်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။ဒီနှစ်သင်းလုံးက Premier League မှာစုပ်ပြတ်တက်နေပြီးတော့အဆင့်16နဲ့19အသင်းတို့ဖြစ်ပါတယ်။ဒါပေမဲ့ Europa League မှာတော့ရှယ်ကျန်းပြီးတော့ Final အထိကိုစီတက်လန်းလာကြပါတယ်။ Man U ဆိုရင်ရှုံးပွဲမရှိတက်လန်းလာတာဖြစ်ပါတယ်။ထူးခြားတာကတော့နှစ်ဖက်အသင်းရဲ့ပရိသတ်တွေက Final နီးလာလေပြိုင်ဘက်အသင်းကိုမစိုးရိမ်မဲနဲ့ကို့အသင်းကစားသမားတွေကိုပြန်ကြောက်နေကြတာပဲဖြစ်ပါတယ်။မန်ယူမှာဆိုရင်တိုက်စစ်ကဟွိုင်လန်းကိုတုံးမရတာနောက်ကဖုန်းတကိုးရှင်အိုနာနာစိတ်မချရတာနဲ့နောက်တန်းကကြောင်ဖောက်တက်တာတွေကိုစိုးရိမ်နေသလိုစပါဘက်ကလည်းကွင်းလေလူဂျိမ်းမက်ဒီစင်နဲ့ကလူဗက်စကီမပါနိုင်တာဆွန်ဟောင်မင်းခြေစွမ်းကျလာတာနဲ့နီးပြရဲ့ဘာလုံးချင်မှန်းမသိတဲ့ကစားဟန်စတာတွေကိုအပြိုင်စိတ်ပူနေကြပါတယ်။ပုံမှန်အားဖြင့်ဒီ level final တွေမှာဆိုရင်ပြိုင်ဘက်ရဲ့ကစားသမားကောင်းတွေနဲ့ကစားပုံတွေကိုပြောဆိုရင်လန့်နေကြရပေမဲ့ဒီနှစ် Europa League Final ကတော့ကို့အသင်းကိုပြန်ကြောက်နေကြတဲ့နှစ်ဖြစ်ပါတယ်။ဖြစ်နိုင်ရင်နှစ်သင်းလုံးရှုံးလို့ရရင်တောင်ရှုံးမဲ့အသင်းတွေမို့ဘယ်သူနိုင်သွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီရာသီရဲ့ထိတ်တိုက်တွဲဆောင်မှုတွေထဲမှာ Spa ကပဲအကုန်နိုင်ထားပါတယ်။ United ပရိသတ်များကရောဘယ်အသင်းကနိုင်သွားမလဲဆိုတာ comment လေးမှာဆွေးနွေးပေးခဲ့ကြပါဦးရှင်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။